မင်းကလေးတယောက်ရဲ့အမေကိုအရှင်လက်လက်မီးရှို့တက်ဖို့လုပ်နေတဲ့အချိန်မှာရုတ်တရက်ဆိုသလိုမင်းကလေးရဲ့မျက်လုံးထဲကနေအပြာရောင်မီးတောက်လိုထူးဆန်းတဲ့အလင်းရောင်တွေထွက်လာပါတယ်။သူကဒေါသကြီးနဲ့လက်သီးကိုချစ်ချစ်ပါအောင်ဆုပ်လိုက်တဲ့အခါသူ့ခန္ဓာကိုယ်ထဲကနေကြီးမားပြင်းထန်တဲ့စွမ်းအားတစ်ခုပေါက်ကွဲထွက်လာပါတယ်။ဘေးနားမှာရက်နေတဲ့လူတွေအားလုံးလွင့်စင်ထွက်သွားသလိုသူ့မိရဲ့ခြေထောက်အောက်ကလောင်နေတဲ့မီးတွေလည်းအလိုလိုငြိမ်းသွားပါတယ်။အဲ့ဒီတော့မှဒီမင်းကလေးရဲ့ခန္ဓာကိုယ်ထဲမှာနှက်ဖျားတစ်ပိုင်းတွေးပါနေမှန်းသိလိုက်ရပါတယ်။သူ့ဖေကတာမန်လူမဟုတ်ပဲအမောင်ကဘာကိုအစိုးရတဲ့နေရဲကရင်ပါ။အခါတုန်းကနေရဲကရင်ဟာမိစ္ဆာတကောင်ကိုလိုက်ဖမ်းရင်လူပြည်ကိုရောက်လာပြီးရတဲ့အောင်ဆောင်ကပုံအောင်နေခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲမြို့ထဲကချမ်းသာတဲ့မိသားစုရဲ့အကြီးဆုံးသမီးကခင်မိုးလောင်းရေးဖို့ခေါင်းလုံးပစ်ပွဲလုပ်နေပါတယ်။ဒါပေမဲ့ဆင်အောင်မှာရုပ်ဆိုးပြီးညစ်ပတ်ပေရင်တွေရဲ့လေလွဲ့လူတွေပဲရှိနေပါတယ်။တကယ်တော့ဒါဟာကောက်ကျစ်တဲ့ညီမငယ်ရဲ့အစီအစဉ်ပါ။ညံရင်မမီတဲ့အမဖြစ်သူရဲ့ဘလောက်ကိုဖျက်ဆီးဖို့အတွက်မြို့ထဲကတူတောင်းစားတွေကိုတမင်ခေါ်ထားတာပါ။ဒါပေမဲ့တူတောင်းစားတွေကတော့သူ့ကိုမြင်တော့လက်မထက်ချင်ကြပါဘူး။ပြစ်လိုက်တဲ့အလုံးကလက်ရင်နဲ့နေရဲဘုရင်ရဲ့ခြေထောက်နားရောက်သွားပါတယ်။နေရဲဘုရင်ကအဲ့ဒါကိုကောက်ယူကြည့်လိုက်ပါတယ်။ညီမငယ်ကသူ့ကွက်ပြတ်သွားတာမြင်တော့ဒေါသထွက်ပြီးအမဖြစ်သူကိုစင်မော်ကနေတွန်းချလိုက်ပါတယ်။နေရဲဘုရင်ကလျှက်စီးလိုအမြန်နှုံးနဲ့လမ်းဖက်လိုက်ပါတယ်။ချက်ချင်းပဲနှက်ဖျားမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ဒီမင်းကလေးဟာမွေးရပါထူးခြားသူဖြစ်ပေမဲ့မကောင်းဆိုးဝါးဝိညာဉ်တစ်ခုပူးကပ်နေတာကြောင့်အယူမလေးလိုဖြစ်နေမှန်းသိလိုက်ပါတယ်။ကဘာမြေပေါ်မှာကံမာတဲ့မင်းကလေးနဲ့တွေ့ပြီးလက်ထက်ရင်သူ့ဆွမ်းအားတွေကဖျားသခင်စင်တီရောက်မယ်ဆိုတဲ့နိမိတ်စကားကိုသူတတိယသွားပါတယ်။ဒါကြောင့်သူကဒီယန်မမီတဲ့မင်းကလေးကိုပဲလက်ထက်မယ်လို့ပြောလိုက်ပါတယ်။မင်္ဂလာဦးညမှာဂါထာမဏန်ရွတ်ပြီးမကောင်းဆိုးဝါးဝိညာဉ်ကိုမောင်းထုတ်လိုက်ပါတယ်။ဝိညာဉ်ထွက်သွားတာနဲ့မင်းကလေးကမူလပုံစံအတိုင်းပြန်ဖြစ်သွားပြီးအရန်လာပါကထက်မြက်တဲ့လူကောင်းတစ်ယောက်ဖြစ်လာပါတယ်။နေရဲဘုရင်တောင်အံ့ဩသွားပါတယ်။မင်းကလေးကငယ်ငယ်ကလေးကအမေမရှိလူတိုင်းရဲ့လောင်ပြောင်မှုကိုခံခဲ့ရပြီးအခုမှပထမဆုံးအချိန်သူ့ကိုကယ်တင်မဲ့သူပေါ်လာတာမို့ဝမ်းနေပြီးငိုပါတယ်။နှစ်ယောက်သားဖက်ပြီးငိုကြွေးကြပါတယ်။နောက်နေ့မနက်မှာငရဲဘုရင်ကဒါဟာသူ့ရဲ့ကံဘူးစာပါဇနီးဒီမန်တေချာသွားပါတယ်။သူ့ကျင့်ကြံမှုအတားဆီးတွေလည်းပျောက်သွားပါပြီ။ဒါပေမဲ့အမြဲတမ်းအတူနေနိုင်ဖို့အတွက်သူကနေရဲပြည်ကိုပြန်ပြီးကုသိုလ်ကောင်းမှုတသိန်းစုဆောင်ရအောင်မယ်။ဒါမှသူ့ဇနီးကိုမတေမျိုးဖြစ်အောင်လုပ်ပေးနိုင်မှာပါ။အချိန်တွေကုန်ဆုံးသွားပြီးဇနီးဒီကသမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမဲ့ကောက်ကျစ်တဲ့ညီမငယ်ကတော့မရက်တတ်ပါဘူး။သားမီးနှစ်ယောက်လုံးကိုဖမ်းဆီးကြုံအောင်ထားပြီးနေ့တိုင်းသွေးတစ်ခွက်ဖောက်ယူပါတယ်။ဘာလို့လဲဆိုတော့သူ့ယောက်ျားရဲ့စီးပွားရေးမိစ္ဆာလုပ်ငန်းအတွက်လက်ဆက်တဲ့သွေးလိုအပ်လို့ပါ။ရုတ်တရက်မျိုးထဲမှာကက်ယောဂါဆိုးကြားရောက်လာပါတယ်။ညီမငယ်ကဒီသားမီးနှစ်ယောက်ကြောင့်ယောဂဖြစ်တာပါလို့ဆွဆွဲလိုက်ပါတယ်။ဒေါသထွက်နေတဲ့လူတွေကသားမီးနှစ်ယောက်ကိုနှက်ဖျားเจ้าဆောင်စီခေါ်သွားပြီးရစပူစော်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အမေဖြစ်သူကဒူးထောက်ပြီးသမီးလေးကိုတော့ချမ်းသာပေးဖို့တောင်းပန်ပါတယ်။အဲ့ဒီအချိန်မှာကြောက်ရွံ့တုကနေအစိမ်းရောင်လင်းနှန်းတွေထွက်လာပြီးတောင်းဆောင်နဲ့ပေါ်လာပါတယ်။ဒါပေမဲ့ဒီနက်ကလောဘတက်နေပြီးအမေဖြစ်သူရဲ့ဝိညာဉ်ကိုစားချင်နေပါတယ်။သူကဒီမိမဟာယောဂဘေးဒဏ်ရဲ့နှဆိုးဝင်စားလာတာဖြစ်လို့မိရှုပ်ပူဇော်လိုက်ရင်ကက်ယောဂပြောင်းမယ်လို့လူတွေကိုလိန်ပြောပါတယ်။လူတွေကမိရှို့လိုက်ကြပါတယ်။သမီးလေးကအော်ဟစ်ကိုကျွေးရင်းနဲ့စိတ်ထိခိုက်လုံးလို့သူ့ရဲ့နှက်ဖျားဆွမ်းအားတွေနှိုးထလာပါတယ်။မျက်လုံးကအပြာရောင်လင်းတွေထွက်လာပြီးဒေါသတကြီးလက်တီးဆုပ်လိုက်တော့လူတွေလွတ်စင်ကုန်ပြီးမိတွေငြိမ်းသွားပါတယ်။ဒါပေမဲ့သူကငယ်သေးတော့တိတ်ဆွမ်းမထက်သေးပါဘူး။တောင်ဆောင်နက်ကသူတို့ကိုပြန်ဖမ်းချုပ်လိုက်ပြီးဝိညာဉ်တွေကိုစားဖို့ပြင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဝေးကြီးကနေရဲပြည်မှာရှိနေတဲ့နေရဲဘုရင်ကသူ့သမီးအနေရရှိနေတာကိုအာယုံခံမိလိုက်ပါတယ်။ဟင်းငါဇနီးနဲ့ငါသမီးအနေရကြုံနေပြီလို့ဟိန်းဟောက်လိုက်ပြီးသူတို့ကိုကယ်တင်ဖို့အတွက်ချက်ချင်းပဲထွက်လာပါတော့တယ်